အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ GED Science ရဲ့ Chapter 1 Life Science ခေါင်းစဉ်တွေက Structures and Functions of Life သင်ခန်းစာပိုင်းတစ်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင် Structures and Functions of Life သက်ရှိရဲ့တည်ဆောက်ပုံနဲ့လုပ်ငန်းဆောင်တာများ Cells, Tissues and Organs ဆဲများ tissue များနဲ့ကိုယ်ရင်းအင်္ဂါများဆိုတဲ့ခေါင်းစဉ်လေးသွားပါမယ် All living things are made of cells သက်ရှိအားလုံးကို cell တွေနဲ့ဖန်တီးပြုလုပ်ထားတဲ့ cell ဆိုတာဒီ the basic unit of life သက်ရှိအားလုံးရဲ့အခြေခံကြဆုံးသောအစိတ်ပိုင်းလေးဖြစ်တယ် cell တွေအများကြီးပေါင်းစပ်ခြင်းကနေ tissue ဖြစ်လာတဲ့အသားစာလေးဖြစ်လာတယ်ပေါ့နော်အဲ့ဒီ tissue တွေအများကြီးပေါင်းစပ်ခြင်းကနေမှာကိုယ်ရင်းအင်္ဂါ organs တွေဖြစ်လာတယ်အဲ့တော့ကိုယ်ရင်းအင်္ဂါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါကျတော့မှ organ system လို့ခေါ်တဲ့ကိုယ်ရင်းအင်္ဂါစနစ်ဆိုတာဖြစ်လာတယ်ကိုယ်ရင်းအင်္ဂါစနစ်တွေအားလုံးပေါင်းစပ်သွားတော့မှခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုပြည့်စုံသွားပါတယ်Some organisms like bacteria and protozoa are unicellular တချို့သောသက်ရှိတွေဖြစ်တဲ့ဥပမာအားဖြင့် bacteria နဲ့ protozoa ကောင်တွေသည် are unicellular unicellular ဆိုတာဒီ they consist of a single cell cell တစ်ခုရဲ့ပါတဲ့သက်ရှိတွေကိုဆိုလိုချင်တာဖြစ်ပါတယ် Others like plants and animals ဒီခုနက bacteria နဲ့မတူတဲ့အပင်နဲ့တတဝါတွေကကြတော့ multicellular ဆဲများစွာပါတဲ့သက်ရှိတွေဖြစ်တယ် consisting of many different types of specialized cells ဒီ multicellular လို့ခေါ်တဲ့သက်ရှိတွေမှာ specialized cell အထူးပြု cell တွေ different types အမျိုးအစားအမျိုးမျိုးပါဝင်တယ် For example human cell ဥပမာအဖြစ်ပေါ့နော်လူတွေမှာဆိုလို့ရှိရင် cell တွေ30 trillion လောက်ရှိရဲ့အဲ့ဒီထဲမှာဒီနေရာမှာမူတည်ပြီးတော့ cell ရဲ့ပုံမှန်သဏ္ဍာန်လည်းမတူတိဆောက်ပုံလည်းမတူပြီးရခါကျရင်လုပ်ငန်းဆောင်တာလည်းမတူဥပမာအားဖြင့်အရေပြားမှာရှိရဲ့ skin cell သွေးထဲမှာရှိရဲ့ blood cell အာရုံကြောထဲမှာရှိရဲ့ nerve cell စသဖြင့် cell တွေအမျိုးအစားအမျိုးမျိုးကွဲပြားနေပါတယ် All cells carry out the basic life function cell တွေအားလုံးကသူတို့ရဲ့အခြေခံလုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ကြတဲ့ဥပမာအဖြစ် movement ရွေးရှားမှုတွေအတွက်လုပ်ပေးတဲ့ group ကြီးထွားဖွံ့ဖြိုးမှုတွေကိုတာဝန်ယူပေးတဲ့ cell maintenance cell တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့ reproduction မျိုးပွားဖို့နဲ့ the manufacture of specialized substances အထူးပြုပစ္စည်းတွေထုတ်လုပ်ဖန်တီးနိုင်ဖို့ဥပမာအဖြစ် proteins တို့ enzymes တို့ဒါမျိုးတွေလုပ်ပေးဖို့အတွက်ကို cell တွေမှာကိုယ်စီတိကျတာဝန်တွေရှိပါတယ် Although cells differ widely in size and appearance cell တွေက differ widely တခုနဲ့တခုမတူကွဲပြားနေတဲ့ size and appearance သူတို့ရဲ့အရွယ်အစားနဲ့ပုံမှန်သွင်ပြင်တွေမတူကွဲပြားနေနောက်မှာ they all have basic structures in common သူတို့ရဲ့ဒီပေါ့နော်တိဆောက်ပုံအခြေခံတိဆောက်ပုံကတော့အတူတူပဲဖြစ်တယ်ဥပမာအဖြစ်ဆဲတစ်ခုနဲ့တစ်ခုအရွယ်အစားမတူပုံမှန်တဲ့မတူသို့တော်လဲဆဲထဲမှာပါဝင်ရမယ့်အမှမျိုးရိုးဗီဇပစ္စည်းတို့ cytoplasm တို့အစရှိသဖြင့်ကတော့ဆဲအားလုံးမှာပါဝင်တာဖြစ်တယ် All cells have a cell memory ဆဲအားလုံးမှာဆဲအမေးပါလေးတစ်ခုပါဝင်တယ်အဲ့တော့ cell အမေးပါလေးဆိုတာဒီ a structure that keeps the cell's contents ဆဲထဲမှာရှိတဲ့ပါဝင်ပစ္စည်းတွေကိုထိန်းသိမ်းဆောင်ရှောက်ပေးတဲ့အမေးပါလေးဖြစ်တယ်separate from its external environment ပြင်ပပတ်ဝန်းကျင်ရပစ္စည်းတွေဆဲတွေကိုဝင်လာတာမျိုးထွက်သွားတာမျိုးမဖြစ်အောင်ကာကွယ်တားဆီးဖို့အတွက်ဆဲကိုကာကွယ်ပေးထားတဲ့ခွဲခြားပေးထားတဲ့အမေးပါလေးဖြစ်တယ်လူခန္ဓာကိုယ်မှာအရေပြားရှိတယ်အရေပြားရှိတဲ့အတွက်ကြောင့်ပြင်ပကယောဂပိုးတွေစသဖြင့်ပေါ့နော်ခန္ဓာကိုယ်ရဲ့ကိုဓာတ်ရိုက်လွယ်လွယ်ကူကူမဝင်နိုင်တယ်လို့မျိုးပဲဆဲမှာလည်းဆဲအမေးပါလေးရှိတဲ့အတွက်ကြောင့်ပြင်ပပစ္စည်းတွေဆဲတွေကိုအလွယ်တကူဝင်ရောက်လို့မရအောင်သူကကာကွယ်ပေးထားတယ်cell membrane ဆိုတာအခုပုံမှာပြထားတဲ့ဒီပေါ့နော် cell လေးတစ်ခုရဲ့ဘေးပတ်လေးကပေါင်းအနေနဲ့ပေါ့နော်ကာယံထားတဲ့အကာယံလေးကိုဆိုလိုတာပါ The cell membrane is selectively permeable ဒီ cell အမေးပါလေးဒီ selectively permeable တဝက်တစ်ပြက်စိတ်ဝင်နိုင်တယ်သူ့ထဲကိုပေါ့နော်တချို့အရာတွေကိုစိတ်ဝင်ပေးထားတယ်ဘာတွေလဲဆိုတော့ which means that တဝက်တစ်ပြက်စိတ်ဝင်နေဆိုတာဘာလို့ဆိုလိုချင်တာလဲဆိုတော့ it allows certain substances တချို့သောပါဝင်ပစ္စည်းတွေကိုတော့ဆဲအတွင်းကိုစိတ်ဝင်ခွင့်ပြုထားတယ်ဥပမာအဖြစ် suggest water nutrients and waste ရေအာဟာရဓာတ်တွေနဲ့အညစ်အကြေးပေါ့နော်ဒါတွေဆိုလို့ရှိရင်တော့ဆဲတွေကိုစိတ်ဝင်တာမျိုးစိတ်ထွက်တာမျိုးခွင့်ပြုပေးထားတယ်to pass between the cells interior ဆဲအတွင်းပိုင်းတွေကိုလည်းဒီအရာတွေကဖြတ်သန်းနိုင်တယ် and the surrounding environment ဆဲရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပတ်လည်ကိုလည်းဒီအရာတွေကစိတ်ထွက်နိုင်တယ်Inside the cell membrane is the cytoplasm.
တော့ cell အမေးပါထဲမှာဘာတွေရှိလဲဆိုတော့ cytoplasm ပါဝင်တယ်အဲ့တော့ cytoplasm ဆိုတာဒီ a watery jelly like substance အဲ့တော့ရေကဲ့သို့သော jelly လိုမျိုးပါဝင်ပစ္စည်းဖြစ်တယ်ဒါဆိုလို့ရှိရင်ရေကဲ့သို့သောပါဝင်ပစ္စည်းက that can include other cell structures เนาะတခြားသော cell တွေဆောက်ပုံတွေမှာလည်းသူကပါဝင်တယ်အဲ့တော့နမူနာမြင်သာအောင်ပြောရမယ်ဆိုရင်အခုပုံထဲမှာဆိုလို့ရှိရင် cell လေးရဲ့အလဲကောင်တဲ့ထဲမှာ cell အုံနောက်ဆိုတဲ့ဟာလေးရှိတယ် cell အနှစ်ကလေးပေါ့เนาะသူ့ရဲ့ဘေးပတ်လည်မှာရှိတဲ့အရည်တွေအကုန်လုံးကို cytoplasm လို့ခေါ်တယ်ကျဲဥတစ်လုံးနဲ့နမူနာပေးရမယ်ဆိုလို့ရှိရင်ကျဲဥလေးရဲ့အလဲကောင်တဲ့ထဲမှာအနှစ်ရှိရပေါ့เนาะဒါလေးကဆဲနဲ့ပုံစံတူပြောရမယ်ဆိုရင်ဆဲအုံနောက်လေးပေါ့နော်ကျဲဥရဲ့အနှစ်လိုမျိုးလေးအဲ့ဒါလေးရဲ့ဘေးပတ်လေးမှာကျဲဥရဲ့အကာရည်ရှိတယ်စိုက်တိုပလာဇမ်ဆိုတာဒီလေကျဲဥရဲ့အကာရည်လိုမျိုးရေကဲ့သို့သောဂျယ်လီနဲ့တူတဲ့ဒီပြစ်ချွဲချွဲအရည်ပေါ့နော်ဒီဆဲလေးရဲ့အုံနောက်ကိုအလဲကောင်ကအုံနောက်ကိုကာကွယ်ပေးထားတဲ့အရည်ဆိုလိုချင်တာဖြစ်ပါတယ် Finally, all cells have genetic material. နောက်ဆုံးအနေနဲ့ပြောရရင် cell အားလုံးမှာ genetic material မျိုးရိုးဗီဇပစ္စည်းတွေပါဝင်တယ်။မျိုးရိုးဗီဇပစ္စည်းဆိုတာဒီအခုပုံမှာပြမယ်ဆိုရင်ပထမပုံမှာဆိုရင်အဲ့တော့ nucleus လို့ခေါ်တဲ့အလဲကောင်ကပေါ့နော် cell အုံနောက်လေးတွေမှာခရင်းခွာလိုပုံစံမျိုးလေးဒုတိယပုံမှာဆိုရင်တော့အလဲကောင်တဲ့တွေကချီမြင်လို့ရှုပ်ရှက်ခတ်နေတဲ့အပြာရောင်ကြိုးစားလေးပေါ့နော်ဒါလေးလို့ပြောချင်တာသူဒီမိဘစီကနေပြီးတော့အမွေဆက်ခံလာတဲ့မျိုးရိုးဗီဇပစ္စည်းတွေပါဝင်တာပေါ့နော်genetic material လို့ခေါ်တယ် which contains coded instruction เนาะသူထဲမှာညွှန်ကြားထားပြီးသားလုပ်ငန်းဆောင်တာတွေပါဝင်တယ် for carry out the cells activity cell ရဲ့လုပ်ငန်းဆောင်တာတွေကိုတာဝန်ယူပြီးတော့ဆောင်ရွက်နိုင်ဖို့အတွက်ကိုဒီမှာဘာတွေလုပ်ရမလဲဆိုတဲ့ instruction ပေါ့နော်ညွှန်ကြားချက်တွေပါပြီးသားဖြစ်တယ်ဒီမျိုးဗီဇပစ္စည်းတွေမှာအဲ့တော့ in bacteria မှာဆိုရင် the genetic material မျိုးဗီဇပစ္စည်းက consists of a single molecule เนาะmolecule တစ်ခုရဲ့အနေနဲ့ပါဝင်တယ်ဘယ်ထဲမှာရှိလဲဆိုတော့ suspended in the cytoplasm cytoplasm ထဲမှာ suspended မျောပါနေတယ် cytoplasm ဆိုတာခုနကပြောရဲเนาะ jelly like jelly နဲ့တူတဲ့เนาะရေကဲ့သို့သောအရည်အဲ့အရည်ထဲမှာမျောပါနေတယ်ဘက်တီးရီးယားရဲ့မျိုးရိုးဗီဇပစ္စည်းတွေ cytoplasm ထဲမှာမျောပါနေတယ်ဒုတိယပုံလေးမှာဆိုလို့ရှိရင်เนาะဒီ genetic material လို့ခေါ်တဲ့အပြာရောင်အမြင်တန်းလေးတွေဒီเนาะ cytoplasm ဆိုလို့ jelly နဲ့တူတဲ့အရည်ထဲမှာမျောပါနေတယ်အဲ့တော့ဒါကဘက်တီးရီးယားဆဲမှာပေါ့နော်ဘက်တီးရီးယားမှာကျတော့ဆဲအုံနောက်ဆိုပြီးတော့အနှစ်လေးမပါတဲ့အတွက်ကြောင့်လို့သူကဒီတိုင်းပဲပေါ့နော်အလဲကောင်မှာမျောပါနေတာပင်ဆဲတို့တတဝါဆဲတို့လိုမျိုးဒီဆဲအုံနောက်ပေါ့နော်အလဲကောင်မှာ nucleus လို့ခေါ်တဲ့ဆဲအုံနောက်အနှစ်လေးပါတယ်တက်ရှိတွေမှာကျတော့မျိုးရိုးဗီဇပစ္စည်းတွေအဲ့ဒီအလဲကောင်ကဆဲအုံနောက် nucleus ထဲမှာရှိနေတာဖြစ်တယ် Bacteria are prokaryotes. Bacteria တွေက cell တစ်ခုတည်းရှိတဲ့တက်ရှိဖြစ်တယ် In all other cells တခြားသော cell တွေမှာတော့ the genetic material is contained within a nucleus နော်မျိုးဗီဇပစ္စည်းတွေ nucleus လို့ခေါ်တဲ့အလဲကောင်က cell အုံနောက်လေးထဲမှာပါဝင်တာဖြစ်တယ်ဆိုတော့ပုံလေးမှာရှင်းကြည့်မယ်ဆိုရင်အပေါ်ပုံဖြစ်တဲ့ bacteria လေးနော်အမီးလေးနဲ့ bacteria လေးမှာဆိုရင်မျိုးဗီဇပစ္စည်းကအလဲကောင်မှာเนาะကျိုးတွေလို့ရှုပ်ရှက်ခံနေတယ်သူ့ထဲမှာအလဲကောင်မှာဆဲအုံနောက်လို့ခေါ်တဲ့ဒီဆဲအနှစ်လေးပေါ့เนาะအလုံးလေးအဲ့ဒါလေးမပါဘူးအောက်ကပုံလေးဖြစ်တဲ့အပင်ဆဲတို့တတဝါဆဲတို့မှာကျအလဲကောင်မှာဆဲအုံနောက်လို့ခေါ်တဲ့အနှစ်လုံးလေးရှိတယ်မျိုးဗီဇပစ္စည်းတွေကအဲ့ဒီအလဲကောင်ကအလုံးလေးထဲမှာရှိတယ်ဆိုတော့ဆိုရင်စာအုပ်ဆက်မယ်နော် In all other cells တခြားသော cell တွေမှာတော့ the genetic material is contained within a nucleus မျိုးဗီဇပစ္စည်းတွေ nucleus လို့ခေါ်တဲ့ cell အုံနောက်ထဲမှာပါဝင်တာဖြစ်တယ် Such cells are called eukaryotic cells အဲ့လို cell တွေကိုတော့ eukaryotic cell နော် cell များစွာပါဝင်တဲ့သက်ရှိလို့ခေါ်တယ် All plants and animal cells are eukaryotic အပင်ဆဲရောတတဝါဆဲရောအလုံးဒီeukaryotic cell မျိုးစားဖြစ်တယ် cell တွေအများကြီးပါတဲ့သက်ရှိဖြစ်တယ် A plant cell has a cell wall အပင်ဆဲမှာဆိုလို့ရှိရင်ဆဲနံရံပါဝင်တယ်အဲ့တော့ပုံလေးထဲမှာကြည့်မယ်ဆိုရင်ပင်ဆဲကကြတော့လေးတောင်လေးစိမ်းရောင်လေးပေါ့နော်တတဝါဆဲကတော့အလုံးလေးအဲ့တော့ဒီပုံထဲမှာခွဲပြောမယ်ဆိုရင်ပေါ့နော်အဲ့တော့နှစ်ခုစလုံးမှာပြင်ပအရာဝတ္ထုတွေနဲ့မထိတွေ့အောင်ကာကွယ်ပေးထားတဲ့ဆဲအမေးပါလို့ခေါ်တဲ့ cell membrane ပါဝင်တယ်ဒါပေမဲ့အပင်ဆဲမှာကကျတော့ဆဲအမေးပါအပြင်မှာထပ်ပြီးတော့နောက်ထပ်နံရံတစ်ခုပါတယ်။သူကအလွှာနှစ်ထပ်နဲ့ဖုံးထားတယ်ပေါ့နော်။အဲ့တော့ဆဲအမေးပါဆိုတဲ့ cell membrane လေးကတစ်ထပ်အပြင်မှာကာရံထားတဲ့ cell wall လို့ခေါ်တဲ့ဆဲနံရံကတစ်ထပ်ဆိုပြီးသူ့ကိုအလွှာနှစ်ထပ်နဲ့ဖုံးထားတယ်နော်။အဲ့တော့ a plant cell has a cell wall အပင်ဆဲမှာဆဲနံရံရှိတယ် which gives the cell shape and rigidity အဲ့တော့ဒီဆဲနံရံဒီ
ဆဲရဲ့ပုံမှန်တရံရောတိကျပေါ့နော်ခိုင်မာမှုရောနှစ်ခုစလုံးကိုပုံဖော်ပေးထားတယ်ဒါကြောင့်မလို့အပင်ဆဲလေးတွေက4000ပုံစံလေးတွေဖြစ်နေ An animal cell does not တရဝဆဲမှာတော့ဆဲနံရံမပါဘူးအပင်ဆဲမှာဆိုရင် cell wall နဲ့ cell membrane ဆိုပြီးတော့မှသူ့ကိုအလွှာနှစ်ခုကာကွယ်ပေးထားတဲ့ဆဲနံရံနဲ့ဆဲမေးပါပေါ့နော်တရဝဆဲမှာကျတော့ cell membrane လို့ခေါ်တဲ့ဆဲမေးပါတစ်ခုပဲအကာအကွယ်ရှိတယ် The cell theory ဆဲနဲ့ပတ်သက်တဲ့မှန်ကန်ချက်က explain the relationship between cells and living things နော်အဲ့တော့ဆဲနဲ့သက်ရှိရကြတဲ့ကဆက်သွယ်ချက်ကိုသူက cell theory ရရှင်းပြထားတယ် It has 3 components နော် cell theory မှာမှန်ကန်ချက်3ချက်ရှိတယ် All living things are made of one or more cells သက်ရှိမှန်သမျှဟာဆဲတစ်ခုသို့မဟုတ်ဆဲများစွာနဲ့ဖွဲ့စည်းထားတယ်ပြောချင်တာကတော့သက်ရှိဆိုတာနဲ့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ cell ဆိုတာပါပြီးသားဖြစ်တယ်။တစ်ခုပဲပါတယ်ဘက်တီးရီးယားလိုအကောင်တွေလည်းရှိသလိုမြောင်များစွာပါတယ်လူဒရိတ်ဆန်အပင်လိုမျိုးတတ္တဝါတွေလည်းရှိတယ်။တတ္တဝါမှန်သမျှသည် cell နဲ့ဖန်တီးပြီးလုပ်ထားတယ်။ cell တစ်ခုလည်းရှိတဲ့အကောင်လည်းပါနိုင်သလို cell အများကြီးရှိတဲ့အကောင်လည်းဖြစ်နိုင်တယ်။ဒုတိယတစ်ချက်က Cells are the smallest unit of structure and function in all living things. Cell ဆိုတာဒီ smallest unit နော် of structure တိဆောက်ပုံအရလည်းအသေးဆုံးဖြစ်တယ် function in all living things သက်ရှိရအားလုံးတွေမှာလုပ်ငန်းဆောင်တာအရလည်းအသေးဆုံးဖြစ်တယ်အဲ့တော့ cell လေးဒီအသေးဆုံးသောအရာဝတ္ထုလေးဖြစ်တယ်ဆိုတာလေးမှတ်ထားရမယ် New cells can only be produced from other cells. Cell အသစ်တွေဒီရှိနေပြီးသားတခြား cell တွေကနေထပ်ပြီးတော့ပွားလာတာဖြစ်တယ်အဲ့တော့ cell တွေကအမြဲတမ်းပွားယူနေတယ်အဲ့တော့တက်တန်းကုန်သွားတဲ့ cell တွေကပျောက်ပြတ်သွားသလိုမျိုးပဲထပ်ပြီးတော့အသစ်သော cell တွေကလည်းမူလ cell တွေကနေထပ်ပြီးတော့ပွားနေတယ်အဲ့လိုမျိုး cell ကွဲပွားတဲ့အကြောင်းတွေကိုတော့နောက်သင်ခန်းစာတွေမှာသင်ရမှာဖြစ်တယ်ဆိုတော့ဒီ cell theory တွေမှတ်ထားရမယ်ပေါ့နော် cell နဲ့ပတ်သက်တဲ့မှန်ကန်ချက်၃ချက်ရှိရယ်ပထမတစ်ချက်ကတော့သက်ရှိမှန်သမျှဟာ cell တွေနဲ့ဖန်တီးပြီးလုပ်ထားတယ်သက်ရှိတွေအားလုံးရဲ့ခန္ဓာကိုယ်ထဲမှာ cell ပါတယ် cell ကအခြေခံအကျဆုံးအစိတ်ပိုင်းဖြစ်တယ်နော်အဲ့တော့ cell တစ်ခုလည်းပါတဲ့အကောင်လည်းရှိသလို cell အများကြီးပါတယ်တတ္တဝါကြီးလည်းရှိတယ်အဲ့တော့ဒုတိယတစ်ချက်ကတော့ cell ဆိုတာဒီခန္ဓာကိုယ်ထဲမှာနော်သက်ရှိတွေမှာအသေးဆုံးသောအစိတ်ပိုင်းလေးဖြစ်တယ်ဥပမာသဲပုံတစ်ပုံပေါ့နော်အိမ်ဆောက်ဖို့အတွက်ပုံထားတဲ့သဲပုံတစ်ပုံမြင်အောင်ကြည့်ပါအဲ့ဒီသဲပုံလေးမှာသဲမုံလေးတွေအများကြီးပါဝင်တယ်သဲမုံလေးတစ်မုံချင်းစီအများကြီး trillion နဲ့ချီပြီးပေါင်းစပ်လိုက်တဲ့အခါသဲပုံအကြီးဖြစ်လာတယ်ပေါ့နော်အဲ့လိုပဲတာမန်မျက်လုံးနဲ့မမြင်ရတဲ့ဆဲတေးလေးတွေအများကြီးပေါင်းစပ်လိုက်တဲ့အခါမှာတဖြည်းဖြည်းနဲ့အသားစကိုရင်းအင်္ဂါစနစ်ပြီးတော့ခန္ဓာကိုယ်ကြီးတစ်ခုလုံးအနေနဲ့ရုပ်လုံးကြွလာတယ်အဲ့တော့ cell ဆိုတဲ့ဒီအသေးဆုံးလေးတွေဒီသက်ရှိခန္ဓာကိုယ်အတွက်အသေးဆုံးအစိတ်ပိုင်းအခြေခံကြဆုံးအစိတ်ပိုင်းဖြစ်တယ်တတိယတစ်ချက်ကတော့ cell အသစ်တွေမှန်သမျှသည်မူလရှိရင်းဆွဲ cell တွေကနေထပ်ပြီးတော့ပွားလာတာဖြစ်တယ်အဲ့တော့ဒီ cell theory မှန်ကန်ချက်လေး၃ခုကိုမှတ်ထားရမယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ science သင်ခန်းစာလေးကတော့ဒီမှာပဲရနာပါမယ်နော်ကျေးဇူးတင်ပါတယ် JEE နဲ့ BREJEE ရဲ့သင်ခန်းစာဗီဒီယိုလေးကိုဆက်လက်လေ့လာဖို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်စောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်